အားလုံးပဲ Happy New Year ပါနှစ်တည့်ရဲ့ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းကောင်းခြင်းမင်္ဂလာအဖျားဖျားဒီအားလုံးပေါ်မှာတက်ရောက်တည်ရှိပါစေဒီနေ့ကျွန်တော်အတူတူကပြန်လည်ပြီးတော့ဆင်ခြင်နှလုံးသွင်းရမယ်နှုတ်ပတ်တော်ကတော့နှစ်သက်နဲ့သက်ဆိုင်တဲ့ဒေသနာဖြစ်ပြီးတော့ရွေးချယ်ထားတဲ့ကျမ်းပိုက်ကတော့ဒေသနာကျမ်းအခန်းကြီး7အပိုင်းငယ်10ဖြစ်ပါတယ်ပြီးတော့အပိုင်းငယ်73နဲ့14ဖြစ်ပါတယ်အပိုင်းငယ်14ကိုဖတ်ချင်တယ်အနတ္တတသက်အလုံးစုံတို့ဒီအနတ္တတသက်ဖြစ်ကြသည်ဟုဒေသနာဆရာဟော၏အပိုင်းငယ်73 14မှာအချုပ်ချာစကားဟုမူကားဘုရားသခင်ကိုကြောက်ရွံ့၍ပညတ်တရားတို့ကိုစောင့်ရှောက်လောဤ၍ကလူနှင့်ဆက်ဆိုင်သောအမှုအရာအလုံးစုံတို့ကိုချုပ်ချတည်အကြောင်းမူကားဘုရားသခင်သည်ခတ်သိမ်းသောဝတ်ထားခြင်းမှစ၍အလုံးစုံသောအမှုကောင်းမကောင်းရှိသမျှတို့ကိုစစ်ကြော၍တရားတစ်ဖြစ်စီရင်တော်မူလက်တံသည်နှုတ်ပတ်တော်အဖြစ်အလုံးပေါ်ဘုရားသခင်ကောင်းချီးပေးပါစေကျွန်တော်ငယ်ရွယ်တဲ့အချိန်တွေမှာနှစ်တရောက်လာဖို့အင်မတန်မှစစ်လှုပ်ရှားခဲ့ရတယ်။အော်နှစ်တရောက်လာပြီဆိုရင်တော့အဲ့ဒီနှစ်တမှာကျွန်တော်တို့ပျော်ပွဲရှင်ပွဲလေးတွေကျွန်တော်လုပ်ကြတယ်။ဖျားချောင်းတွေမှာ game တွေကစားရတယ်။အင်မတန်မှနှစ်တရောက်ဖို့အတွက်စိတ်လှုပ်ရှားရတယ်ပျော်ရွှင်ရတယ်မျောလင့်ရတယ်။ဒါမဲ့ဒီကနေ့အသက်အရွယ်လေးတစ်ခုရလာတဲ့အချိန်မှာကျွန်တော်ရဲ့စိတ်ထဲမှာပြန်ပြီးတော့ခံစားရတဲ့အရာကပါလဲဆိုရင်တော့အရင်တော့ပျော်ရွှင်မှုတွေထက်အော်ငါရဲ့ဘဝနီးကုန်းဟာတဖြည်းဖြည်းနဲ့နီးကပ်လာပြီဆိုတဲ့အတိတ်တရားကဝင်ရောက်လာတာကိုတတိထားမိလာတယ်90ခုမြောက်သောဆာလမ်ဟာဆာလမ်ဆရာကပြောလဲဆိုတော့ကိုယ့်နေ့ရက်ကာလကိုရည်တွက်ကြပါမှန်ပါတယ်ကျွန်တော်လောကမှာနေထိုင်တဲ့ချိန်မှာအမှုမဲ့အမှန်မဲ့နဲ့အတိတ်ပဲမဲ့စွာနဲ့အသက်မရှင်ဘဲနဲ့ကျွန်တော်ရဲ့နေ့ရက်ကာလကိုတန်ဖိုးရှိစွာနဲ့အသက်ရှင်ဖို့အတွက်အရေးကြီးပါတယ်။နေ့ရက်ကာလကိုရေသွက်တတ်တဲ့သူတွေဟာဆိုရင်တော့မင်္ဂလာရှိတယ်၊ပညာရှိဖြစ်တယ်ဆိုပြီးတော့နှုတ်ကပတ်တော်ထဲမှာဖော်ပြထားတဲ့အရာများကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ဆိုတော့အခုနကကျွန်တော်တို့ဖတ်တဲ့ဒေသနာကျမ်းအခန်းကြီး7ဟာဆိုရင်တော့ဒေသနာဆရာရဲ့ဏိဂုံးကျမ်းပိုက်လေးဖြစ်ပါတယ်။ဆိုတော့ဒေသနာဆရာကဘာလို့လဲကျွန်တော်ကြည့်တဲ့ချိန်မှာဒါဝိဒ်မင်းကြီးရဲ့သားယေရုရှလင်မင်းကြီးဆိုပြီးတော့ကျွန်တော်တို့ကျမ်းစာဒေသနာကျမ်းခန်းကြီး1မှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဆိုတော့ကျမ်းသပုဂ္ဂိုလ်တွေအများစုရဲ့ယုံကြည်ချက်အရာနော်ဒီဒေသနာကျမ်းကိုရေးသားတဲ့သူဟာဆိုတော့ရှောလမုန်မင်းကြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့နားလဲသဘောပေါက်နိုင်တာဖြစ်ပါတယ်ဆိုတော့ရှောလမုန်မင်းကြီးဟာဒါဝိဒ်မင်းကြီးတည်ဆုံးသွားပြီးတော့နောက်ပိုင်းမှာနော်အသက်19-20ပတ်ဝန်းကျင်ကနေစပြီးတော့ဣသရေလအင်ပါရာကြီးကိုအုပ်ချုပ်ခဲ့တဲ့ဘုရင်ဖြစ်လာတယ်ကျွန်တော်ဘာဖြစ်လို့အင်ပါရာလို့ပြောတယ်လဲဆိုရင်တော့အဲ့ဒီဒါဝိဒ်မင်းတို့ပြီးတော့ရှောလမုန်မင်းကြီးတို့လက်ထက်တုန်းမှာဣသရေလတိုင်းပြည်ရဲ့မြေပုံကိုကျွန်တော်ကြည့်တဲ့အချိန်မှာအင်မတန်မှကြီးကျယ်ခမ်းနားခဲ့တယ်အင်မတန်မှရွှေရောင်ထွန်းတောက်ခဲ့တဲ့နေရကာလဖြစ်ပါတယ်ပြောရမယ်ဆိုတော့တိုင်းတစ်ပါးတွေကနဲ့နော်လာပြီးတော့အခွန်ဆက်သားရတဲ့အဆင့်ထိအီဂျစ်နိုင်ငံတို့တခြားနိုင်ငံတွေကနဲ့လာရောက်ပြီးတော့ဣသရေလတိုင်းပြည်ဣသရေလရှင်ပြည်နဲ့လာရောက်ပြီးတော့မိသားရဖွဲ့ရတယ်အခွန်ဘန္နာတွေဆက်တရတဲ့အဆင့်ထိဣသရေလတိုင်းပြည်ကြီးကရွှေရောင်ထွန်းတောက်ခဲ့တဲ့တချိန်ကာလဖြစ်ခဲ့တယ်ရှောလမုန်မင်းကြီးဟာပညာအရာမှာတော်လကောင်းစီးစိမ်ပိုင်းဆိုင်ရာမှာတော်လကောင်းဘုံစီးစိမ်မင်းစီးစိမ်ပြီးတော့ကုံချက်တီပိုင်းဆိုင်ရာမှာအဖက်ဖက်ကနဲ့ဖရာသခင်ကကောင်းချီးပေးတဲ့အင်မတန်မှခမ်းနားတဲ့ဘုရင်ကြီးဖြစ်ခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒါမဲ့ဒီကျမ်းစာဒေသနာကျမ်းကိုသူရေးတဲ့အချိန်မှာသူ့ရဲ့နေရက်ကာလဟာနီးကုန်းပိုင်းမှာဥတည်နေတယ်ဆိုတာသူတဖြည်းဖြည်းနဲ့ခံစားနေရပါတယ်သူကြုံတွေ့လာရတဲ့အရာများသူတန်ဝေကရတဲ့အရာများကိုဒီကျမ်းစာထဲမှာမှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်။ရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာစီးစိမ်ဥစ္စာပိုင်းဆိုင်ရာမှာတော့ပုံမူပြီးတော့တနှစ်ပြီးတနှစ်ချမ်းသာကြွယ်ဝလာတယ်။ဂုဏ်သတင်းပိုင်းဆိုင်ရာမှာဆိုရင်ပုံမူပြီးတော့နာမည်ကြီးလာတယ်။အဆဆအရာအများကြီးပုံမူပြီးတနှစ်ပြီးတနှစ်သူဟာအင်မတန်မှချမ်းသာကြွယ်ဝမှုတွေရှိနေပေမဲ့သူ
သူမလွန်ဆန်နိုင်တဲ့အရာတစ်ခုကပါလဲဆိုတော့ပြိုရွယ်ခြင်းနုပြိုခြင်းဒါမှမဟုတ်လေခွန်အားဆိုတဲ့ဒီရုပ်ပိုင်းဆိုင်ရာမအားနည်းတဲ့အရာများသူခံစားလာတယ်ဘုံစစ်စင်တွေမင်းစစ်စင်တွေခံစားရနေပေမဲ့အင်မတန်မှပျော်ရွှင်စရာကောင်းတဲ့နေရတွေရှိနေပေမဲ့စားစရာတွေစပွဲပေါ်မှာပြေဝနေပေမဲ့သူရဲ့တတထဲမှာဘဝရဲ့အတိတ်ပဲတဖြည်းဖြည်းနဲ့အတိတ်ပဲမဲ့လာတယ်ဆိုတာသူခံစားလာတဲ့အချိန်မှာဒီချမ်းစာတွေကိုရေးသားတာဖြစ်ပါတယ်။အဲ့တော့ကြောင့်ဒေသနာချအခန်းချစ်တစ်ကိုကျွန်တော်ကြည့်တဲ့အချိန်မှာဘာနဲ့စာပြုတယ်လဲဆိုတော့အနတ္တတသက်ဖြစ်တယ်။ဒီနေ့အခန်းချစ်စနစ်နောက်ဆုံးအခန်းမှာဆိုရင်လည်းအနတ္တတသက်ဖြစ်တယ်။အလုံးစုံတို့ဒီအနတ္တတသက်ဖြစ်တယ်။လူတွေရဲ့ပျော်ရွှင်ခြင်းလူတွေရဲ့စီးစိမ်ဥစ္စာလူတွေရဲ့အသက်ပြိုတဲ့အရာတွေပျော်ရွှင်စရာတွေအလုံးဟာအနတ္တတသက်ပဲဖြစ်တယ်ဆိုပြီးတော့ဒေသနာဆရာကဖော်ပြထားတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီကနေ့ကျွန်တော်အခန်းကြီး7မှာကျွန်တော်ပြန်ပြီးတော့ကြည့်တဲ့အချိန်မှာဒေသနာဆရာကလူရဲ့ခန္ဓာကိုယ်မတည်မြဲတဲ့ဒီရုပ်ခန္ဓာကိုယ်ဘာနဲ့နှိုင်းယှဉ်ထားတယ်လဲကျွန်တော်ပြန်ပြီးတော့ကြည့်တဲ့အချိန်မှာအပိုင်းရဲ့3မှာပြောထားလဲဆိုတော့ထိုကာလ၌အိမ်ဆောင်တို့ဒီတုံလှုပ်၍ဆိုပြီးတော့ပြောပါတယ်ဆိုတော့ထိုကာလဆိုတာကအသက်အရွယ်ကြီးရင်းတဲ့ကာလပုံဆောင်ခြင်းဖြစ်ပါတယ်ထိုကာလ၌အိုမြင့်ရစ်ရောင်လာတဲ့အချိန်မှာနော်အိမ်ဆောင်တို့ဒီတုံလှုပ်၍ပြောချင်တာကကျွန်တော်အသက်အရွယ်ကြီးရင်းလာတဲ့အချိန်မှာအိမ်ဆောင်တို့ဒီဆိုတာကကျွန်တော်တို့ရဲ့လက်တွေဘာဖြစ်လဲတုံလှုပ်လာတယ်ကျွန်တော်ပစ္စည်းတွေကင်လို့မရတော့ဘူးကျွန်တော်မိုက်တွေကင်ပြီးပစ္စည်းတွေကင်ပြီးဆိုတုံလှုပ်လာတယ်ပြီးတော့ခိုင်ခန့်သောလူတို့ဒီအာရော့ကြလိမ့်မည်ပြောချင်တာကခိုင်ခန့်သောသူတို့ဆိုတာကကျွန်တော်တို့ရဲ့ခြေထောက်ကိုပြောချင်တာဖြစ်တယ်ခန္ဓာကိုယ်တစ်ခုလုံးကိုထမ်းပိုးထားတဲ့ခြေထောက်ပင်လေးပါဖြစ်လေအာရော့ကြလိမ့်မည်မှန်ပါတယ်ကျွန်တော်အသက်အရွယ်ကြီးရင်လာတဲ့အချိန်မှာကျွန်တော်အကြာကြီးမသက်မရနိုင်တော့ဘူးအကြာကြီးလမ်းမလျှောက်နိုင်တော့ဘူးကျွန်တော်လျှောက်ပြီးဆိုတော့ခဏလေးနဲ့ပင်ပန်းလာတယ်ပြီးတော့အဲ့မှာဆက်ပြပါပြောထားလဲစံကြိတ်တော်သူတို့ဒီနဲသောကြောင့်ရက်ချလိမ့်မည်စံကြိတ်တော်သူတို့ဆိုတာကဘာကိုပြောချင်းဖြစ်တယ်လဲဆိုရင်တော့ကျွန်တော်တို့ရဲ့သွားတွေဖြစ်တယ်ကျွန်တော်တို့ထမင်းစားတဲ့သွားတွေကနဲလာတယ်သွားတွေတချောင်းပြီးတချောင်းကျွတ်လာတယ်မစုံတော့ဘူးပြီးတော့ပဒင်းပေါက်ဖြစ်ကြည့်တော်သူတို့ဒီအလင်းကွယ်ကြလိမ့်မည်ပဒင်းပေါက်ဖြစ်ကြည့်တော်သူတို့အလင်းကွယ်ကြလိမ့်မည်ဆိုတာကကျွန်တော်တို့ရဲ့အမြင်အာရုံကိုပြောချင်တာဖြစ်တယ်ဒီနေ့ကျွန်တော်တို့အသက်ကြီးလာပြီဆိုတော့ကျွန်တော်တို့ရဲ့အမြင်အာရုံတွေလည်းဘာဖြစ်လာလဲဆိုတော့မုံဝါလာတယ်မမြင်နိုင်တော့ဘူးအရင်တော့လိုမျိုးစမ်းစာဖတ်ချင်တယ်မဖတ်နိုင်တော့ဘူးအလင်းရောင်တွေကကွယ်လာတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ပြီးတော့အပိုင်းရဲ့၄မှာကျိတ်တန်ရော့သောအခါလာနာမှာတကားရွတ်တို့ဒီစေလျက်ရှိလိမ့်မည်ညက်တန်ကြားသောအခါစောစောထားကြလိမ့်မည်ညက်တန်ကြားသောအခါစောစောထားလိမ့်မည်အတိတ်ဘက်ကဘာလဲညမှာနည်းနည်းချက်အိတ်ဆက်အနာယူဖို့အတွက်ဘာဖြစ်လဲအိမ်မပြောနိုင်တော့ဘူးနော်မနေ့အစောကြီးဆိုတော့ထချင်လာတယ်၄နိုင်၅နိုင်နော်ငယ်ရွယ်တဲ့အချိန်မှာတော့9နိုင်10နိုင်လောက်ထိနော်အဲ့လိုကောင်းတယ်ဒါပေမဲ့အသက်အရွယ်ကြီးလာတဲ့အချိန်မှာမနေ့4နိုင်5နိုင်ဆိုတော့ထလာတယ်ပြီးတော့ဒီမှာတချင်းတယ်မအပေါင်းတို့ဒီအတန်သေးကြလိမ့်မည်ပြောချင်တာကကျွန်တော်တို့ရဲ့အကြာအာယုံတွေကလည်းတဖြည်းဖြည်းနဲ့အားနည်းလာတယ်အသက်ကြီးတဲ့သူတွေဆိုတော့ကျွန်တော်အားလုံးသိပြီးသားဖြစ်ပါတယ်ထက်ခါပြောရတယ်ဘာဖြစ်လို့လဲအကြာအာယုံတွေကလည်းညော့နေလာတယ်အပိုင်းရဲ့9မှာဘာတွေ့ရသေးလဲထိုကာလ၌ညင့်သောအရာတို့ဒီကြောက်ကြလိမ့်မည်ပြီးတော့လမ်း၌ဘေးတွေ့မည်ဟုထင်လိမ့်မည်ဘာတံပင်
ပွင့်လိမ့်မည်ဘာသာပင်ပွင့်လိမ့်မည်ဆိုတာကကျွန်တော်တို့ရဲ့စပင်တွေကလည်းဘာဖြစ်လဲပွင့်လာလိမ့်မယ်အဖြူလာလိမ့်မယ်ဆိုတော့ဒီအခန်းကြီး7ဒေါင်းရှော့အပိုင်းရဲ့3ကနဲ့9ထိကြည့်ရမယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီရုပ်ခန္ဓာကိုယ်ဟာအသက်အရွယ်ကြီးရင့်လာတဲ့အချိန်မှာဘလို့နဲ့ချိုးယွင်းလာမလဲဆိုတဲ့အရာအမြင်အာရုံမှအစနော်ကျွန်တော်တို့ရဲ့ခွန်အားတွေမှအစကျွန်တော်တို့ရဲ့ညာနာတွေမှအစကျွန်တော်တို့ရဲ့အာယုံကြောတွေမှအစဘလို့နဲ့ဖြည်းဖြည်းရုပ်ရော့လာတယ်လေဆိုတဲ့အရာကိုဒီနေရာမှာနိုင်ရှင်ပြီးတော့ဖော်ပြထားတဲ့ကျမ်းပိုက်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်အပိုင်းရဲ့ရှစ်မှာဆိုတော့အနတ္တတသက်အလုံးစုံတို့ဒီအနတ္တတသက်ဖြစ်ကြသည်ဆိုပြီးတော့ပြောပါတယ်နော်မှန်ပါတယ်ဒီနေ့ဒေသနာဆရာကလည်းသူငယ်ရွယ်တဲ့အချိန်မှာသူ့ရဲ့ဘုံစည်းစိမ်မင်းစည်းစိမ်တွေကြွယ်ဝချမ်းသာမှုတွေနော်အဲ့ဒီအရာတွေအားလုံးဟာသူ့အတွက်အနတ္တတသက်ဖြစ်လာတယ်ဆိုပြီးတော့သူ့ရဲ့နေကုံဘဝနေကုံပိုင်းလေးမှာသူမှုဆိုခဲ့တဲ့အရာများကျွန်တော်တို့တွေ့ရတယ်။နော်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့တက်တာထဲမှာဘလို့နည်းနဲ့အသက်ရှင်ရမလဲဆိုတဲ့အရာကိုအပိုင်ရဲ့73နဲ့14မှာနေကုံအနေနဲ့သူကခွန်အားပေးထားပါတယ်။အချုပ်အခြာစကားဟူမူကားဘုရားသခင်ကိုကြောက်ရွံ့၍ပြောချင်တာကကျွန်တော်တို့ကတန်ဖိုးရှိစွာအသက်ရှင်ဖို့အတွက်အသက်ရှင်တဲ့အချိန်မှာဖရာသခင်ကိုကြောက်ရွံ့သောအသက်တာနဲ့အသက်ရှင်ဖို့လိုအပ်တယ်။ဖရာကိုကြောက်ရွံ့ခြင်းဆိုတာကဘာကိုပြောခြင်းဖြစ်တယ်လဲ။ဖရာရဲ့စကားကိုနားထောင်ခြင်းဖရာရဲ့စကားကိုနာခံခြင်းဖရာရဲ့အလိုတော်တိုင်းအသက်ရှင်ခြင်းဖရာရဲ့နီလန်အတိုင်းအသက်ရှင်ခြင်းဒုစရိုက်အပြစ်ကိုရှောင်ခြင်းအဲ့ဒီအရာတွေဟာဆိုရင်တော့ဖရာသခင်ကိုကြောက်ရွံ့ခြင်းဖြစ်ပါတယ်နော်ဆိုတော့နံပါတ်1အနေနဲ့ဖရာသခင်ကိုကြောက်ရွံ့၍ပညတ်တော်တို့ကိုစောင့်ရှောက်ပါပြောချင်တာကဒီနေ့ကျွန်တော်တို့ကျမ်းစာဆိုတဲ့ဖရာသခင်ဖုတ်တွန်းခဲ့တဲ့ပညတ်ဒီတမန်ကျမ်းစာကိုအမြဲတမ်းဘာဖြစ်မလဲဖတ်ရှုပြီးတော့စောင့်ရှောက်ရမယ်ဆက်ပြီးတော့ပိုင်းရ14မှာအကြောင်းမူကားဘုရားသခင်ဒီခတ်သိမ်းသောဝတ်ထားခြင်းမှစ၍အလုံးစုံသောအမှုကောင်းမကောင်းရှိသမျှတို့ကိုစစ်ကြော၍တရားတစ်ဖြစ်စေတော်မူလတန်သည်ဆိုတော့ကျွန်တော်တို့လောကမှာအသက်80 80 90နော်တရားထားပါတော့တချို့သောသူတွေက30 40 50ဖြစ်နိုင်တယ်ဆိုတော့လောကမှာကျွန်တော်အသက်ရှင်တဲ့အရာတွေအသက်ရှင်တဲ့အခါမှာလှုပ်ဆောင်ခဲ့တဲ့အရာတွေအားလုံးဟာတနေ့တစ်ချိန်ကျရင်တော့ဖရာသခင်ကဘာဖြစ်မလဲဆိုတော့စီရင်စစ်ကြောလိမ့်မယ်ကျွန်တော်တို့ဖွက်ထားသောအရာလူတွေကြွယ်ရမှာလှုပ်သောအရာတွေလူတွေမသိဘဲနဲ့လှုပ်ဆောင်သောအရာတွေအမှားတွေမှာစလူတွေရှေ့မှာတော့တခါလေကျအယံကောင်းပေမဲ့လူတွေရဲ့အမြင်မှာကြွယ်ရမှာစိတ်ကြွယ်ရမှာလှုပ်ဆောင်ခဲ့တဲ့အမှားတွေအပြစ်တွေမှာစကျွန်တော်တို့လောကမှာလှုပ်ဆောင်ခဲ့တဲ့အရာတွေအားလုံးကိုဖရာသခင်ကပြန်လဲပြီးတော့စစ်ကြောစီရင်မယ်ဆိုပြီးတော့ပြောတဲ့အတိုင်းပဲဒီနေ့ကျွန်တော်လောကမှာအသက်ရှင်တဲ့အချိန်မှာဖရာကိုကြောက်ရွံ့သောသဘောအဖြစ်အသက်ရှင်ဖို့လိုအပ်ပါတယ်။နှုတ်ပတ်တော်တမန်ကျမ်းစာကိုအစဉ်မြဲလိုက်လျှောက်ပြီးတော့အသက်ရှင်ဖို့လိုအပ်ပါတယ်။ဒီနေ့နှစ်တစ်ထဲမှာတာ၍ဖရာကိုကြောက်ရွံ့သောအသက်တာနဲ့တော်လကောင်းပြီးတော့ကိုယ့်ရဲ့နေ့ရက်ကာလကိုအကျိုးရှိစွာဖရာရဲ့ဘုန်းတော်အတွက်ဖရာရဲ့နိုင်ငံတော်အတွက်အသုံးပြုကြပါစို့နှုတ်ပတ်တော်အဖြစ်အလုံးပေါ်မှာဖရာခင်ဆက်လက်ပြီးတော့ကောင်းချီးပေးပါစေအာမင်